နောက်ယောဂီတို့အားထုတ်ခဲ့တဲ့အစီအစဉ်ကပထမနာသီပြမှာဝင်လေထွက်လေကိုအသုံးပြုပြီးတော့တတိကိုစပြီးတော့ကျိုးထောက်တာတတိလေးနည်းလာတဲ့အခါနံပါတ်2ဝင်လေထွက်လေရဲ့အတူအရှိကိုဆက်ပြီးတော့သိရအောင်ဆက်ပြီးလေ့ကျင့်မယ်နံပါတ်3အတူအရှိကိုမိအောင်ဖန်ပြီးတဲ့အခါမှာအစအလယ်အဆုံး3ချက်ကိုမိအောင်ထပ်ပြီးတော့သတိနဲ့စောင့်ကြည့်တယ်နံပါတ်4ချက်အဲဒီအာနာပါနဝင်လေထွက်လေလေးကိုတစ်ဖြည်းဖြည်းညဉ့်ညက်ပိန်မွေ့လာအောင်အားထုတ်တယ်ဒါကသမာဓိထူထောင်တဲ့အပိုင်းမှာချက်4ချက်နဲ့အဲဒီလိုမျိုးထူထောင်လာခဲ့တယ်နောက်အဲ့ဒီကနေပြီးတော့အဲ့ဒီ4ချက်ပြီးတာနဲ့ဝိပဿနာအတွက်ကိုကြောင်းတဲ့အခါမှာဝိပဿနာကတော့ရှုတရားနဲ့တရားတွေနဲ့ပတ်သက်လာပြီပရမတ်တရားတွေနဲ့ပတ်သက်လာတဲ့အခါကျတော့အရင်ဆုံးခန္ဓာတွေရဲ့အကြောင်းဓာတ်တွေအကြောင်းအာယတနာအကြောင်းဒါတွေကိုမရှင်းခင်အရင်ဆုံးလက်တွေ့လုပ်ကြည့်ကြပါတော့ပြီးတော့မှမိမိလက်တွေ့လုပ်ကြည့်ပြီးတော့အခါကျတော့မှအဲ့ဒီအပေါ်မှာဘယ်ဟာတွေကရှုပ်တရားဒီရုပ်တရားတွေဘာကြောင့်ဖြစ်ပေါ်လာလဲစသည်အားဖြင့်အဲ့ဒါတွေကနောက်မှပြန်ပြီးတော့ explanation ဆက်လုပ်တာပေါ့ဆက်ရှင်းတာပေါ့အခု practical practice လုပ်တာပေါ့ခါလေးကိုဖြောင်းဖြောင်းထားမယ်မျက်စိလေးကိုမျက်လွှာလေးကိုအသာချပြီးတော့စိတ်ကလေးကိုမိမိပထမယူတဲ့ကမ္မထာအာရုံဖြစ်တဲ့နာဘီဝမှာပဲစိတ်ကလေးကိုပြန်ပြီးတော့စူပိုက်ထားပြီးတော့ရှုမှတ်ပါမယ်တွေးစိတ်တော်စိတ်ကြံစည်စိတ်ကူးစိတ်တွေကိုသင်ရှားဖြစ်ပြီးတော့မိမိတို့ရရှိတဲ့ဘူးတဲ့အမြင့်ဆုံးသမာဓိတည်ငြိမ်မှုကလေးကိုအာရုံပြုလိုက်ပါအဲ့လိုအာရုံပြုလိုက်တဲ့အချိန်မှာခဏလေးနဲ့သမာဓိရတော့ပါတယ်စိတ်တည်ငြိမ်မှုတွေကိုပြန်ရရှိနိုင်ပါတယ်မိမိရှုမှတ်ခဲ့တဲ့စိတ်တည်ငြိမ်မှုရခဲ့တဲ့အခြေအနေလေးပေါ်ပါပဲပြန်စဉ်းစားကြည့်လိုက်ပြန်တွေးကြည့်လိုက်တွေ့ကြည့်လိုက်တဲ့အခါမှာဝင်သက်ဖြတ်တဲ့အပေါ်မှာအစာအလယ်အဆုံး3ချက်စလုံးကိုမိခဲ့မှုတယ်တို့တော့ရှင်းတဲ့လောက်နဲ့သိခဲ့မှုပါလေအဲ့ဒီဟာလေးကိုအာယုံပြုတ်ပြီးတော့တတိလေးကိုမရွေ့ရမရွှေ့ရကတ်ထားလိုက်ပါကျန်တဲ့စိတ်ကျန်ပြီးတော့တဲ့စိတ်တွေအဖြစ်ပါစေနဲ့ဝိရိယလေးကိုကျင်မှာတတ္ထတရားတွေကိုကျင်မှာတတိကိုအားကောင်းအောင်စူးစူးဆိုင်ဆိုင်နဲ့ကြည်တည်ငြိမ်ငြိမ်ရှုမှတ်ပါကျိုးစားလေးရှုမှတ်ပြီးတော့အထောက်ပါ
ခုနတော့ကဦးကောင်းကနေပြီးတော့ခြေပြားထိတစ်ဆင့်ချင်းရှုမှတ်ခဲ့ပူကြပါတယ်အနုလုံးအနုလုံးဆိုတာအစဉ်တိုင်းသွားငယ်တိတ်ကနေပြီးတော့တစ်ဖြည်းဖြည်းနဲ့ဟိုခြေပြားအထိအပေါ်နဲ့အောက်ကိုသွားတာအဲ့ဒါအစဉ်တိုင်းသွားတာကိုအနုလုံးကိုခေါ်ပါတယ်ပฏิလုံးဆိုတာအကျံကြောင်းမြန်ပြန်သွားတာပေါ့အဲ့တော့အဲ့ဒီကောင်ကိုအောက်ခြေထောက်ကနေပြီးတော့ပြန်ပြီးတော့ရှုမယ်ရှုမှတ်တဲ့အခါမှာတဲ့ချက်ထောက်ကနေပြီးတော့အရင်စပြီးတော့ရှုမှတ်ကြည့်မယ်တဲ့ရဲ့ခြေပေါ်ဝါးလေးမှာအာယုံလေးကိုစိုက်ထားလိုက်အဲ့တော့နှာသီးပြားကစိတ်ကိုတည်ငြိမ်အောင်ကတ်နှာသီးပြားမှာထားတာကတမာတိအတွက်ထားတမာတိအတွက်ထားပြီးတော့ခြေပေါ်ဝါးကိုအာယုံပြုလိုက်အာယုံပြုလိုက်တဲ့အခါမှာခြေပေါ်ဝါးမှာတင်းလေးပဲဖြစ်လှုပ်ရရလေးပဲဖြစ်တခုလေးကိုသိလိုက်ပါသိလိုက်တဲ့အခါမှာဘာနာမည်မှမတတ်ပါနဲ့သူ့ဘာသူဖြစ်ပေါ်လာတဲ့အခြေအနေလေးကိုပဲခံစားမှုတစ်ခုလေးကိုပဲသိရုံလေးသိလိုက်ပါတင်းနာလေးလည်းဖြစ်လှုပ်တာလေးဖြစ်ရရှိကဖြစ်တာလည်းဖြစ်ခံစားမှုတစ်ခုလေးကိုတွေ့ပါလိမ့်မယ်တွေ့လို့ရှိရင်အဲ့ဒီခံစားမှုကဘယ်လိုခံစားမှုပါလို့နာမည်တက်ရမလို့ပါဘူးသိရုံလေးပဲသိပေးလိုက်ပါအဲ့ဒီအနေနဲ့တော့တဲ့ခြေတန်းလေးကိုအာရုံစိုက်ကြည့်လိုက်ပါခြေတန်းလေးတစ်ခုပဲတစ်ခုလေးပြီးလိုက်တော့ပါရပါဘူးနောက်ပဲခြေကြွယ်လေးကိုအာရုံစိုက်ကြည့်ပါခြေကလေးလေးကိုပိုက်ကြည့်ပါတစ်ခုလေးခံစားမှုတစ်ခုတွေ့ရပါလိမ့်မယ်သိရပါလိမ့်မယ်ခြေမျိုးခြေမှာခြေသမိုးခြေသလုံးဒီဘောင်းအောက်ပိုင်းတော့နော်ခြေပြင်းဝက်အဲ့ဒီတင်းလောရတည်အောင်လေးတည်နေလိုက်ပါဖြစ်ပေါ်လာတဲ့အပေါ်မှာထုံတယ်လို့မမှတ်ပါနဲ့ရှင်တယ်လို့မမှတ်ပါနဲ့နာတယ်လို့မမှတ်ပါနဲ့ကြိုက်တယ်လို့မမှတ်ပါနဲ့အဲ့ဒါတွေကပြည့်ညတ်တွေပါသူရဲ့
ရှိအတိုင်းလေးပဲရိုးရိုးစင်စင်လေးပဲသိပြီးလိုက်ပါဘာနာမည်မှမတတ်ဖ ೇನೆ ခံစားမှုတစ်ခုလေးဖြစ်ပေါ်သွားရင်သိလိုက်ပြီးပါပြီလုပ်ငန်းအောင်မြင်ပါလေတဲ့ပေါတဲ့ပေါင်းရဲ့တဲ့ခုလုံးမှာပင်ညာကနေပြီးတော့ဘလို့ပုံစံမျိုးလေးနဲ့လည်းပေါ်လာတဲ့သဘောတရားကလေးကိုသူ့သဘောတရားလေးအတိုင်းနဲ့သိပြီးလိုက်ပါတင်းလာလေးပဲဖြစ်ဖြစ်တောင်းလာလေးပဲဖြစ်ဖြစ်လှုပ်တာလေးပဲဖြစ်ဖြစ်ဖြစ်ပေါ်လာတဲ့အခြေအနေလေးကိုရိုးရိုးစင်စင်လေးနဲ့သိပြီးလိုက်ပါဘာနာမည်မတတ်ပါနဲ့နားတယ်လို့သိလိုက်ရင်ပညာဖြစ်သွားပါလိမ့်မယ်ထုံတယ်လို့သိလိုက်ရင်ပညာဖြစ်သွားပါလိမ့်မယ်ကြိုက်တယ်လို့သိရင်ပညာဖြစ်သွားပါလိမ့်မယ်ကိုယ့်ရဲ့အတိတ်ကလေးရိုးရိုးစင်စင်လေးပဲသိနေလိုက်ပါအဲ့တော့ကိုရှုမှတ်ထားတဲ့ခြေထောက်ကိုပဲဘယ်ဘက်တစ်ချောင်းလို့ချုပ်ပြီးတော့ကြည့်လိုက်ပါခုနကိုရှုမှတ်ခဲ့တဲ့ဘယ်ဘက်ခြေကဘယ်ဘက်ခြေတဲ့ကျွဲဘယ်ဘက်ခြေဖလဲဘယ်ဘက်ခြေညိုးဘယ်ဘက်ခြေမဘယ်ဘက်ခြေခမိုးဘယ်ဘက်ခြေသလုံးဘယ်ဘက်ပေါင်းအဲ့ဒီအစိတ်အပိုင်းကြီးအားလုံးကိုတစ်ချက်ချက်နဲ့ပေါ့ရှုပါအားလုံးကိုချုပ်ပြီးတော့တစ်ချက်ချက်နဲ့ပေါ့ရှုပါရှုမှတ်တဲ့အခါမှာခုနပြောလို့ပဲဘယ်လိုမျိုးပဲဖောက်ပြန်လာတဲ့အပေါ်မှာနာမည်မတတ်ပါနဲ့ကြားတာပဲထုံတာပဲကျင်တာပဲစိုက်တာပဲဆိုပြီးတော့အဆရှိတဲ့နာမည်အမျိုးမျိုးကိုဒီတိနာမည်မှာမပါပါဘူးနဲ့ဒါဟာပညာကိုခွာပြီးတော့ရှိပါပညာဆိုတာအနိနာမအမျိုးမျိုးကိုပညာလို့ခေါ်ပါတယ်အဲဒီအတွက်ကြောင့်ပညာကိုခွာတယ်ဆိုတာကတော့အဲ့ဒီနာမည်လေးကိုလုံးဝပညာကမပြီးပဲနဲ့အတိအမှန်မပြုတ်ပဲနဲ့သူ့တဘာဝအတိုင်းကိုပဲယူလို့စင်စင်လေးသိတာကိုပညာခေါ်တယ်လို့ခေါ်ပါတယ်အဲ့ဒီအတွက်ကြောင့်တဲ့ချက်တော့တစ်ချောင်းလုံးမှာဖြစ်ပေါ်နေတဲ့သဘောတရားလေးတွေကိုသူ့သဘောတရားလေးအတိုင်းနဲ့ရိုးရိုးစင်စင်လေးသိနေပါတဲ့ချက်တော့ဒီကတော့ညာဘက်ပေါင်းဘက်ကိုအာရုံပြန်ကြည့်ပါမယ်ညာဘက်ပေါင်းမှာဖြစ်ပေါ်နေတဲ့လုံးလာရပူအေးပူပြီးဖြစ်စေအေးပြီးဖြစ်စေလှုပ်ပြီးဖြစ်စေတင်းပြီးဖြစ်စေတောင်းပြီးဖြစ်စေအဲဒီသဘောတရားလေးတွေကိုပြီးုံလေးပြီးပေးလိုက်ပါ
ညာဘက်ခြေတစ်လုံးညာဘက်ခြေအမိုးညာဘက်ခြေမညာဘက်ခြေညိုညာဘက်ခြေခလဲညာဘက်ခြေတကျွဲညာဘက်ခြေတန်းညာဘက်ခြေဘဝလိုအခြေအနေလေးပဲပေါ်လာတဲ့အပေါ်မှာပြည့်ညတ်နာမည်တွေမပါပါဘူးနဲ့ယာတိလေးဖြစ်နေရင်လည်းအဲ့ဒီလိုမျိုးကြားတဲ့လို့နာမည်မတတ်ပါနဲ့လှုပ်တယ်လို့နာမည်မတတ်ပါနဲ့ပူတယ်လို့နာမည်မတတ်ပါနဲ့အေးတယ်လို့နာမည်မတတ်ပါနဲ့ညာဘက်ချက်တော့တစ်ချောင်းလုံးကိုခြုံပြီးတော့တစ်ချက်တည်းနဲ့ခုနရှိမှတ်ထားတာအကုန်လုံးပါအောင်တစ်ချက်တည်းနဲ့ရှိမှတ်လိုက်ပါကိုရှိမှတ်ခဲ့တဲ့နေရာတွေကိုအနာထောက်ပါလေတော့မလွတ်ပါလေနဲ့အကုန်လုံးပါအောင်တင်ကြုံပြီးတော့ရှိပါညာဘက်ချက်တော့တစ်ချောင်းရောဘယ်ဘက်တစ်ချောင်းရောနှစ်ချောင်းနှလုံးကိုခြုံပြီးတော့ရှိပါဒီနေရာကိုမှချမ်းသာထားပါနဲ့အကုန်လုံးပါအောင်ရှိပါတကယ်ဆောင်းမှာဖြစ်နေတဲ့ညသဘောတရားလေးတွေညာဘက်ချက်တော့တစ်ချောင်းလုံးမှာဖြစ်တဲ့သဘောတရားလေးတွေကိုသိနေအောင်ကြိုးစားပါစိတ်ကိုစူးစိုက်ထားပါအာယုန်တရားမပြတ်ဝင်ပါစေနဲ့တည်ငြိမ်လုပ်ပါနောက်ကြောရင်တချမ်းလုံးကိုကြည့်ပါကြောရင်တချမ်းလုံးကိုကြည့်တိထားကြည့်တင်းချင်းဖြစ်နေတာလေးတွေရွာဖြစ်နေတာလေးတွေတလုံးလုံးတစ်ဖက်ပဲဖြစ်နေတာလေးတွေတခုခုကိုသိရပါလိမ့်မယ်တိလိုက်တဲ့အပေါ်မှာဒီတိလက်နဲ့မတတ်ပါနဲ့နာမည်တက်လိုက်ရင်ပညာတစ်ခုခုသိလိုက်ရင်ပညာဖြစ်သွားပါလိမ့်မယ်သူအရှိကိုအရှိတိုင်းလေးပဲရှိရိုးစစ်လေးသိတော့သိလိုက်ပါဝမ်းဟတ်ရှေ့ဝမ်းဟတ်တစ်ခုကိုအာရုံပြုကြည့်ပါမိမိရဲ့ဝမ်းဟတ်တစ်ပတ်လုံး
မိမိရဲ့ဘယ်ဘက်ရင်အောင်ညာဘက်ရင်အောင်ဒီပါရင်အဲ့ဒီမိမိရှုခဲ့ဖတ်ခဲ့တဲ့ကြောကုန်းဘက်အချမ်းရောဝမ်းလိုက်ရောရှိဘက်အချမ်းနောက်ဘက်အချမ်းနှစ်ချမ်းစလုံးကိုတစ်ချက်နဲ့ပေါ့ရှုပါသူစားတဲ့စိတ်ဒီနေတဲ့စိတ်နဲ့အလုံးလုံးပါရှုံယုံကြည်ကြည်နဲ့အလုံးလုံးပါကျော်ရဲ့တစ်ချမ်းလုံးရှေ့ဘက်တစ်ချမ်းလုံးဘယ်ဘက်6ောက်တစ်ချောင်းလုံးညာဘက်6ောက်တစ်ချောင်းလုံးကိုရှုမှတ်ခဲ့တဲ့နေရာလေးအားလုံးကိုတစ်ချက်နဲ့ပါအောင်ရှုပါညာဘက်ခြေဘဝဘယ်ဘက်ခြေဘဝညာဘက်ခြေတန်းဘယ်ဘက်ခြေတန်းညာဘက်ခြေတဲ့ကျွဲဘယ်ဘက်ခြေတဲ့ကျွဲညာဘက်ခြေကလေးဘယ်ဘက်ခြေကလေးညာဘက်ခြေမျိုးဘယ်ဘက်ခြေမျိုးညာဘက်ခြေမဘယ်ဘက်ခြေမညာဘက်ခြေမဘိုးဘယ်ဘက်ခြေကမိုးညာဘက်ခြေကလုံးဘယ်ဘက်ခြေကလုံးညာဘက်ပေါင်းဘယ်ဘက်ပေါင်းကျော်ကိုကျော်ရင်ဝမ်းလိုက်ဘယ်ဘက်ရင်အောင်ညာဘက်ရင်အောင်အဲ့ဒီခါလေးကိုကုန်လုံးပါချက်တဲ့ရှုပါဘယ်လက်ဘဝဘယ်လက်ဘယ်လက်ကျွဲဘယ်လက်ကလေးဘယ်လက်မျိုးဘယ်လက်မှာဘယ်လက်ဖမိုးဘယ်လက်ညာဘယ်လက်မောင်းဘယ်လက်ချောင်းလို့ကိုခြုံပြီးတော့တစ်ချက်နဲ့ပေါ့ရှုမှတ်ပါနောက်တော့အပြင်ကနေပြီးတော့လေကလေးတွတ်တိုက်လို့ထိသွားတာလို့သိလိုက်ရတယ်ကြားပါပြီ
ရှုမှတ်လို့သင်္ခါရမရှိဘူးဆိုရင်အပြင်လေကားနေပြီးတော့မိမိရဲ့အသားကိုလာပြီးထိလိုက်တာလေးကိုသိလိုက်ရင်ရပါပြီရိုးရိုးလေးနဲ့သိပြလိုက်ပါဒီသိနဲ့တော့တရားမှာမတတ်ပါနဲ့ညာဘက်လက်ဘဝညာဘက်လက်ဘဝပြောင်းမယ်ညာဘက်လက်ညာဘက်လက်ကျွဲညာဘက်လက်ထဲညာဘက်လက်ညိုညာဘက်လက်မညာဘက်လက်ဖမိုးညာဘက်လက်ပြန်ညာဘက်လက်မောင်းညာဘက်လက်ချောင်းလုံးကိုချုပ်ပြီးတော့တစ်ချက်နဲ့ရှိမယ်ဘယ်လိုသဘောတရားလေးပဲပေါ်လာတဲ့သဘောတရားလေးကိုဘာနာနဲ့မှမတတ်ဘူးရိုးရိုးစင်စင်လေးသိအောင်လေးသိပေးလိုက်ပါဘယ်ဘက်လက်တစ်ချောင်းလုံးညာဘက်လက်တစ်ချောင်းလုံးနှစ်ခုပေါင်းပြီးတော့တစ်ချက်တည်းနဲ့ပေါင်းရှုမှတ်ပါဘူခေါင်းပိုင်းကိုခြံထားပြီးတော့လက်နဲ့အောက်ကနေပြီးတော့ခြေရအထိတစ်ချက်တည်းနဲ့ပေါင်းရှုမှတ်ပါစိတ်ကိုလေဖုံးပါနေတော့တင်လိုက်ဥပမာလေဥပကနေတော့ရေနဲ့လောင်းချလိုက်တဲ့အခါမှာရေပြဘောကနေအကုန်လုံးကိုလွှမ်းခြုံသွားတယ်လို့မျိုးစိတ်ကအဲ့ဒီလိုမျိုးလွှမ်းခြုံလိုက်ပါခန္ဓာကိုယ်တစ်ခုလုံးအဲ့မှာလုံရွာတမွားမွားတဲမှုလေးတွေလည်းဖြစ်ခြင်းဖြစ်မယ်အေးမှုလေးတွေလည်းဖြစ်ခြင်းဖြစ်မယ်လှုပ်ရှားနေတဲ့သဘောလေးတွေလည်းဖြစ်ခြင်းဖြစ်မယ်ဖြစ်ချင်တာဖြစ်ဘာနာနဲ့မှမတတ်ပါနဲ့ရိုးလေးပဲသိပါထုံတယ်လို့မသိပါနဲ့ရှင်းတယ်လို့မသိပါနဲ့နာတယ်လို့မသိပါနဲ့ကြိုက်တယ်လို့မသိပါနဲ့ရားတယ်လို့မသိပါနဲ့သူ့ရဲ့တဘာဝအတိုင်းလေးပဲဘာနာနဲ့မှမတတ်တဲ့သိပြီးပါ
မိမိတို့အရင်ရက်တွေကအားထုတ်ထားခဲ့တဲ့နှာလေးဝမှာစိတ်ကလေးကိုပြန်တည့်လိုက်ပါဝယ်လေထွက်လေကိုမိအောင်ပြန်ထားပါအဲဒီဝင်လေထွက်လေကိုအားရနေဝင်လေကိုရှူလိုက်ပြီးတဲ့အခါမှာအဲ့ဒီလေအတိုင်းစိတ်ကလေးကလိုက်သွားလိုက်ပြီးတဲ့အခါမှာငယ်တဲ့နေရာကိုရောက်တဲ့အချိန်မှာအဲ့ဒီစိတ်ကလေးကိုငယ်တဲ့နားမှာဖြတ်ထားလိုက်ပြန်ပြီးလုပ်ကြည့်ရှူလိုက်တဲ့အခါမှာဝင်သွားတဲ့ဒီနဲ့စိတ်ကလေးကိုအလိုက်တင်လေးလိုက်သွားလိုက်ပြီးတော့ငယ်တဲ့နေရာမှာပြထားလိုက်အဲ့ဒီငယ်တဲ့နေရာမှာကလေးတွေငယ်တဲ့မရှိတဲ့အခါမှာဟောက်ပဲလှုပ်စီဖြစ်နေတဲ့သဘောလေးရှိတယ်လေအဲ့ဒီနေရာလေးမှာစိတ်ကလေးကိုတည်ထားလိုက်မရသေးရင်နောက်တစ်ချိန်ပြန်လုပ်ကြည့်ပါကြိုးစားကြည့်ပါတင်းလှုပ်ရွာဖြစ်နေတာလေးကိုသိရပါလိမ့်မယ်ဖြစ်ပေါ်လာတဲ့အပေါ်မှာတင်းနေတဲ့သဘောလေးလို့မသိပါအဲ့ဒီပေါ်မှာဘာနာမည်မှမတတ်ပါနဲ့တင်းနေတာပဲလှုပ်နေတာပဲရွာဖြစ်နေတာပဲလို့နာမည်မတတ်ပါနဲ့သူ့အတိုင်းလေးပဲရိုးလေးတည်နေပါဒီငယ်လေးကနေပြီးတော့မျက်နှာရှိတဲ့အချမ်းကိုကြည့်လိုက်အာရုံပြုကြည့်လိုက်ပြီးရင်ညာဘက်ပါဘယ်ဘက်ပါမျက်နှာရှိတဲ့တခြားလုံးကိုကြည့်နှစ်ခုလေးရောနှလုံးညာကိုနှာခေါင်းနှာခမ်းလေးအပါတခြားလုံးကိုကြည့်အဲ့ဒီမှာရွာလှုပ်ပြီးတွေ့ရပါလိမ့်မယ်အဲ့ဒီမှာတစ်ခါတည်းရရှုမှတ်ရဲ့နဲ့ဘုရားစိတ်ရဲ့တက်တလို့ပိုးပေါင်းလေးတွေတက်တလို့ဓာတိဖြစ်ပြီးတော့မခံနာမှုလေးတွေကိုယ်ချင်လောက်အောင်ဖြစ်ပေါ်လာတတ်မျိုးလေးရှိတတ်ပါတယ်အဲ့ဒီလိုဖြစ်လာခဲ့ရင်ဒီခံမှာမကုတ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့တဘာဝတရားတွေလေ့လာနေတဲ့အတွက်ကြောင့်သူ့တဘာဝအတိုင်းလေးသိအောင်ကြိုးစားပါမယ်ဒီလိုမျိုးတဘာဝကိုသိကျင်တဲ့သူကအဲ့ဒီတဘာဝတရားကိုရှိနေတာကိုတွားပြီးခုတ်လိုက်တယ်ဆိုရင်အရာထောက်လိုက်တယ်ဆိုရင်တဘာဝတရားကိုမြင်မွင်းရတော့မှာမဟုတ်တော့ပါဘူးအရှိတရားကိုမြင်မွင်းရတော့မှာမဟုတ်ပါဘူးအဲ့ဒီအတွက်သိခံပြီးတော့နေပါမဟုတ်ပါနဲ့စိတ်ကိုနောက်စိတ်ကိုရှုမှတ်ပါဘုပေါင်းရဲ့နောက်စိတ်ပဲနောက်စိတ်ဆိုတဲ့နေရာမှာနောက်ကဂျူကောင်းနေတဲ့ဂျူကောင်းညာတဲ့ဂျူကောင်းနေအပါတော့ပြီးရင်နှစ်ထင်နေအပါတော့တဲ့နှစ်ထင်ညာတဲ့နှစ်ထင်နဲ့ရွက်အပါပုံကြည့်ပါနောက်လေရင်းတစ်ဝိုက်ကိုကြည့်ပါဥပေါင်းတစ်ခုလုံးကိုရှုမှတ်ပါ
နာရီကြားမှာစိတ်ကိုပြန်တည်မယ်တည်ပြီးတော့ခုနလှုပ်တယ်လို့မျိုးရှူလိုက်တဲ့အခါမှာအဲ့ဒီဝင်လေနဲ့အတူတူစိတ်ကလေးကအလိုက်တဲ့လေးမျောပြီးလိုက်သွားပြီးငယ်လေးပေါ်မှာစိတ်ကလေးကိုတင်ထားလိုက်ငယ်လေးရဲ့အပေါ်မှာလှုပ်စီဖြစ်နေတဲ့နေရာလေးတည်ထားပြီးတော့တကူလုံးကိုပေါအောင်တစ်ချက်ဖင်းနဲ့ရှူပါဘယ်နေရာမှမကြံခဲ့ပါစေနဲ့ခန္ဓာကိုယ်ရဲ့ငယ်လေးကနေပြီးတော့ခြေပြားအထိခြေပြားကနေငယ်လေးကနေခြေပြားကနေငယ်လေးပြန်လှမ်းနဲ့ရှုမှတ်နေပါခန္ဓာရဲ့တကူလုံးကအောက်ပြန်နေတဲ့သဘောတရားတွေကိုသိရပါလိမ့်မယ်။အဲဒီဖောက်ပြန်နေတဲ့သဘောတရားတွေကိုပဲနားနဲ့ကျင့်နဲ့ထုံနဲ့စိုက်တယ်ဆိုပြီးတော့ဖြစ်နေကြတာပါ။နာမည်တက်နေကြတာပါ။အခုထုံနဲ့ကျင့်နဲ့နားနဲ့စိုက်တယ်လှုပ်တယ်ပူတယ်အေးတယ်စသည်အပြင်ဘာနာမည်မှမတက်နဲ့ရိုးစင်လေးတည်နေပြီးလိုက်ပါတကူလုံးကိုပါပါစေဘယ်နေရာမှာအထောက်အထားတွေမလုပ်ပါနဲ့နာဒီယာနေပြီးတော့စိတ်ကိုပြန်တည့်မယ်အလိုက်ပင်လေးပြန်ရှူလိုက်ပြီးတော့ငယ်လေးမှာစိတ်ကိုပြန်တည့်မယ်တည့်ထားလိုက်ပြီးတဲ့အခါမှာငယ်လေးကနေပြီးတော့လှန်နဲ့ထိုးချလိုက်တဲ့အခါမှာမြေကြီးအောက်ကနေပြီးတော့လှန်သွားထွက်လာတဲ့လူတို့တောက်လျှောက်စိတ်နဲ့ဖောက်ပြီးရှူပါစိတ်ကိုဖယ်တဲ့နှစ်ထင်မှာတည့်ထားပါဖယ်တဲ့နှစ်ထင်ကနေတော့ညာဘက်နှစ်ထင်ကိုပောက်ထွက်သွားအောင်ရှူလိုက်ပါစိတ်ကိုနောက်စီဘက်ကနေပြီးတော့တည်ထားပါနောက်စီကနေတော့ရှေ့ဘက်ကိုဖူးဖောက်ပြီးတော့ရှူပါစိတ်ကိုမျက်နှာရဲ့အရှိဘက်အချမ်းလေးတည်ထားပါနောက်စီဘက်ကိုဖောက်ဖက်ပြီးတော့ရှူပါဘူပေါင်းတစ်ခုလုံးကိုခြုံပြီးတော့ရှူပါအတွင်းသားအပြင်သားတွေမခွဲပါနဲ့အပေါ်ဉာဏ်နဲ့မရှိပါနဲ့အထဲထဲကအကုန်လုံးကိုပေါင်းရှူပါအုံနောက်တွေရောဘာရောညာရောအကုန်ပေါင်းအတွင်းသားအပြင်သားတွေနေရာလက်မရှိအောင်ကြည့်ပါစိတ်ကိုရှေ့ရှင်အဝါနဲ့တည့်တယ်
နောက်ကိုဖောက်ထွက်မယ်ကြောပုံဘက်ကိုဖောက်ထွက်မယ်ကြောကနေပြန်စိတ်ကိုတည်မယ်ရှေ့ကိုဖောက်ထွက်မယ်စိတ်ကိုဝမ်းလိုက်ကနေတည်ထားပြီးတော့ခါးနဲ့ဖောက်ထွက်မယ်ခါးနဲ့တည်ထားပြီးရှေ့ကိုဖောက်ထွက်မယ်ဒီဘက်ခါးကောင်းကနေတည်ပြီးတော့ညာဘက်ခါးကောင်းကနေဖောက်ထွက်မယ်ညာဘက်ခါးကောင်းကနေတည်ပြီးတော့ဒီဘက်ခါးကောင်းကနေဖောက်ထွက်မယ်ဒီဘက်ကမဆုံးကနေတည်ညာဘက်ကမဆုံးကနေဖောက်ထွက်စိတ်ကိုငယ်လေးကနေပြန်တည်မယ်အခုရှိမှတ်ခဲ့တဲ့ခန္ဓာကိုယ်တစ်ခုလုံးချက်တောင်းနဲ့လက်မပါချက်တောင်းနှစ်ဖက်လက်နှစ်ဖက်မပါပဲနဲ့ဦးခေါင်းရဲ့ခန္ဓာကိုယ်ရဲ့ရှိဘက်ချမ်းသာတဲ့အချောင်းတစ်ချက်သေးပါအောင်ရှိပါမယ်ဘယ်ဘက်ပေါင်းဖောက်ထွင်းပြီးရှုမယ်ညာဘက်ပေါင်းဖောက်ထွင်းပြီးရှုမယ်ဘယ်ဘက်ခြေသလုံးဖောက်ထွင်းပြီးရှုမယ်ညာဘက်ခြေသလုံးဖောက်ထွင်းပြီးရှုမယ်ရိုးရင်းချင်းလေးရောပါရင်းညာရောအကုန်ချမ်းနေနဲ့အယိုးလေးအတွင်းလေးအပြည့်လေးကိုကွဲပါနဲ့စိတ်ကိုငယ်လေးကနေပြန်တဲမယ်ငယ်လေးကနေခြေပြားအခန္ဓာကိုယ်ရဲ့စိတ်ပိုင်းမှာမကြတစ်ချက်တည်းနဲ့အကုန်ပါအောင်ရှုမယ်ငယ်လေးကနေခြေပြားငယ်သိသုံးသုံးအစကရှိမှနေပါခန္ဓာကိုယ်ထဲမှာအကြောင်းကြောင့်မောခုဒီချင်းတုတ်နဲ့တဲတပွဲထုတ်ပြန်နေတဲ့သဘောတွေကိုသိလာရပါလိမ့်မယ်ဒီနာနဲ့မတတ်ပါနဲ့ရတယ်ဆိုလဲရှင်းနေကြိုက်တယ်လားလို့ဆိုတဲ့အနိနာမပညာတွေကိုခွာချပြစ်ပါဖယ်ပြစ်ပါတင်ညာမပြီးပါနဲ့သူရဲ့အရှိအတိုင်း
ရှိနေတာကိုရှိနေတဲ့အတိုင်းဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းပြက်နေတာကိုပြက်နေတဲ့အတိုင်းရိုးရိုးစင်စင်လေးသိရုံလေးသိပြလိုက်ပါစိတ်ကနာတယ်လို့ထင်တယ်နာပါလိမ့်မယ်ထုံတယ်လို့ထင်တယ်ထုံပါလိမ့်မယ်ကျင်တယ်လို့ထင်တယ်ကျင်ပါလိမ့်မယ်အဲ့ဒီလိုမျိုးကျင့်ရတဲ့ကိုဖယ်ဖြစ်ပါဘာနာလည်းမတတ်တဲ့ရိုးရိုးလေးပြီးနေတဲ့အတွက်တော့ရိုးရိုးလေးဥပ္ပခဝေဒနာဖြစ်လာလိမ့်မယ်ဒုက္ခကနေပြီးတော့လွတ်မြောက်ပါလိမ့်မယ်ငယ်လေးကခြေပြားမှငယ်သေးအဆုံးအဆန်းဆန်းတကူလုံးကိုနေရာနဲ့မချအောင်ပိုက်စိတ်တိုက်ပြီးတော့ကြည့်ပါအတွင်းအပြင်မခွဲပါနဲ့မိမိရဲ့ခန္ဓာကိုယ်ကိုမိမိလေ့လာနေတာပါကိုယ်အကြောင်းကိုလေ့လာနေတာပါတတော်လေးနေလို့ရပါပြီခန္ဓာကိုယ်ထဲမှာထုတ်ပြမှုတွေဖြစ်နေကြတာအဲဒီထုတ်ပြမှုတွေကိုပဲထုံနဲ့နာနဲ့ခြင်းနဲ့တိုက်တယ်စသည်ဖြင့်အမျိုးမျိုးနာမည်တက်ပြီးတော့ဖြစ်နေကြတာအဲ့ဒီနာမည်တက်ပြီးတော့ဖြစ်နေတဲ့နာဟာအကုန်လုံးပြည့်ညတ်နေပါပဲအမှားတွေပါပဲအမှန်တရားတွေမဟုတ်ပါဘူးအဲ့ဒါကိုပညာဝိပဿနာလို့ခေါ်ပါတယ်ပညာဆိုတာမှတ်အဲ့တော့အဲ့အမှန်ကမှားနေတဲ့အခါအမှန်မှားနဲ့တွေ့ပြီးတော့ထုံနေခြင်းနဲ့တိုက်ချင်နာနေဆိုပြီးတော့ပြည့်ညတ်နဲ့တွဲလာတာအဲ့ဒီအတွက်ဒီကနေ့ပြည့်ညတ်ကိုခွာပြီးတော့သူ့ရဲ့အရှိအတိုင်းရှိနေတာကိုရှိနေတဲ့အတိုင်းဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းဒီနေ့လေ့လာကြပါအဲ့တော့ဒီအပေါ်မှာပထမဆွဲနေတဲ့အဆွဲမှာအယူမှားတွေကိုဒီနေ့ခွာချတာပါပညာမှတ်တဲ့များကိုဒီနေ့ခွာချတာပါအဲ့တော့ဒီနေ့လေ့ကျင့်ရတာဒီတော့ပါမယ်